မာလေးတို့ဘက်ကကြောက်ကြီးအစင်တစ်မဖြစ်ဘူးဆိုရင်တော့အမကိုစိတ်ရင်3ဆပြန်ရမှာနော်ဟုတ်ကဲ့ပါအမအေးမောင်လေးရဲ့တစ်ချက်လောက်လေးနည်းနည်းတို့ request လုပ်ကြည့်လို့မရဘူးလားယင်ထားလိုက်တော့မှဒါအမကို10ချင်းလောက်နဲ့ကျွန်တော်ကကိစ္စမရှိဘူးเนาะ cancel လုပ်လိုက်မယ်เนาะဟုတ်ကဲ့တင်စားကတော့လေတိလာမမတို့ရှောင်လဲတိနေရဆိုလိုက်သွားကြည့်လိုက်တယ်ပိုကောင်းမယ်ထင်တယ်အဲ့ဆိုသမီးတို့အဲ့ဒီကိုအရင်လိုက်သွားလိုက်လေနော်တကယ်လို့လေမမလိုက်သွားကြည့်လို့ကြောက်တယ်ရှိနေရဆိုရင်တင်စားတို့ဘာလုပ်ရမလဲအကိုမင်္ဂလာပါရှင့်ဘာလို့လဲမသိဘူးနော်အကိုကျွန်တော်ကျန်းရင်းလေးရလေဒီချက်ပတ်လေပေါ့အော်ဟုတ်ကျန်းရင်းလေးကတော့ပုံစံမျိုးရှိရအကိုဘယ်လိုပုံစံလေးလိုချင်လဲဟိုမချိုးမကြမ်းသေးတဲ့ဒီဇိုင်းတွေဟောကျွန်တော်ညီမလေးအမဒီဟာလေးရှိတယ်ဟုတ်အဲ့ဆိုဒါဟိုဘက်မှာလည်းရှိသေးတယ်ဒီဘက်မှာတစ်ချက်ကြည့်ပါညီမလေးပြပြပါအကိုဒီဘက်ကိုကြာပါရှင့်ဟုတ်အော်မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဟုတ်ဟိုကအကိုကကုမ္ပဏီကလေဒီနေလောက်ကန်ကြောက်ကြောက်ထုတ်တာညီမတို့ဗျအော်ဟုတ်ကဲ့ပါကိုအဲ့ဟာဟိုဒီဝင်းလေးကတခြားဆိုင်တွေကိုထားပေးပါပြီစင်မယ်ပစ္စည်းထားပြီးတော့အဲ့ညီမလေးတို့ဆိုင်မှာဟိုစင်မယ်ပစ္စည်းလေးထားခြင်းလို့ပါဟိုဝဲလူလာဟို customer ပြတာဟုတ်ချင်အခုဟိုဆက်သွယ်လို့ရပါခင်ဗျအော်ဟုတ်ကဲ့ဟို customer လာပြီးတော့ဟိုလာဝယ်ရနဲ့အကိုတို့အကြောင်းကြားလိုက်ပါမယ်ဟုတ်ကဲ့ဒီမှာပါဒါအကိုရဲ့လိပ်စာကတ်လေးပါအော်ဟုတ်ကဲ့ပါကိုဟုတ်အကြောင်းကြားလိုက်ပါမယ်ရှင်ဟုတ်ကဲ့ဒါဆိုအကိုပစ္စည်းဒီမှာပဲထားခဲ့တယ်နော်ဟုတ်ကဲ့အဲ့မှာထားလို့ရပါရှင်ဟုတ်ကဲ့ညီလေးအမှပဲချလိုက်ညီလေးဒီမှာထားပြီနော်မောင်လေးဟုတ်ခွင့်ပြုပါဦးကျေးဇူးတင်ပါတယ်ကျေးဇူးပါကိုဟုတ်ဟယ်လိုမအေးသမီးပြောဟုတ်ရမမမဟုတ်ညီမလေးတို့လေကြောက်ကုမ္ပဏီတစ်ခုကနေပြီးတော့ကြောက်ပစ္စည်းတွေလေးလာချထားလို့မဟောအေးဟုတ်အဲ့ကြောက်လေးကလေညီမလေးတစ်ခါမှတော့မမြင်ဘူးမဒါမှမဟုတ်လေအဲ့ဒီကုမ္ပဏီကဒီဝင်းနေတဲ့ဆိုင်တော်တော်များများကိုသူကချပြီးသွားပြီလို့ပြောရမှာဟုတ်အေးဘယ်ဆိုင်နေလဲသမီးဟုတ်မဆွဆွပေါင်းတော့မ9ဆိုင်လောက်တော့ရှိရမှာဟုတ်အဲ့ဆိုတော့အေးမစိုးပါဘူးသမီးရဲ့မမဒါမှမဟုတ်လေညီမလေးတို့ကလည်းဟိုကြောက်ပစ္စည်းအစ်စ်ဆိုတော့လေသူများဆိုင်နေချပြီးသွားပြီဆိုတော့ညီမလေးတို့ဆိုင်ကလည်းမရောင်းအောင်ပါဆိုလို့လက်ခံထားလိုက်မိရမှာအေးလက်ခံထားလိုက်သမီးလက်ခံထားလိုက်ကောင်းတယ်နော်ဟုတ်ပါမမဟုတ်ပြီအဲ့ဆိုဒါပဲနော်ဟုတ်ကဲ့မဟုတ်အော်ဟုတ်ကဲ့မမင်္ဂလာပါမဟိုဘာလေးပြပြရမလဲမအမကြွေပြားလာကြည့်တာဟုတ်မဟိုတယ်စောင့်နေတာဆိုတော့အခုကအမရဲ့ဟိုတယ်မှာကြွေပြားခင်းတဲ့အပိုင်းရောက်နေပြီအဲ့တော့အမအဲ့ဒီကြွေပြားလေးလိုချင်တာဟုတ်ကဲ့ပါမအဲ့လိုပြပြကြီးတော့မကြိုက်ဘူးအမ natural ဆန်တဲ့ဟာမျိုးလေးတော့ကြိုက်တယ်အော်ဟုတ်ကဲ့မ natural ဆန်တဲ့ဟာလိုချင်နေဆိုဒီဘက်မှာရှိပါတယ်မလိုက်ပြပေးပါမယ်ဟုတ်ကဲ့ပါမလိုက်ခဲ့ပါရှင်ဟိုမဒီဘက်မှာဆိုလို့ရှိရင် natural ဆန်တဲ့ဟာလေးရှိပါတယ်အဲ့တော့မကြိုက်ဘူးမလေးဘာရှိပြီလဲဟုတ်ကဲ့မဒီဘက်ကဟာလေးဆိုရင်ရောမသူကလေအရန်ရှုပ်နေတာအမလေးအဲ့လိုရှုပ်တာကြီးမကြိုက်ဘူးအမရှင်းလေးနဲ့အဲ့ဒီ classic ဖြစ်ပြီး natural ဆန်တာကိုကြိုက်တော့လေဟာအမစိတ်ဝင်အော်ဟုတ်ကဲ့ချာဟိုအဲ့ဆိုဘုမမလိုက်ပြပေးပါမယ်မရှိပါလိုက်ခဲ့ပြီပါနော်မဟုတ်အော်ဒီဘက်မှာဆိုရင်မလွတ်ကျင်တဲ့ပုံစံလေးရှိပါတယ်မမကြိုက်ဘူးအဲ့လိုအရန်ရှုပ်နေတာမှမကြိုက်အော်အဲ့ဆိုလို့ရှိရင်မဒီဘက်ကဟာလေးရောမအဲ့လည်းမကြိုက်ဘူးဟုတ်အော်အဲ့ဆိုဒီဘက်မှာဆိုလို့ရှိရင်မရိုးရိုးရှင်းရှင်းလေးရှိပါတယ်မကြည့်ပေးပါအောင်နော်မမကြိုက်ဘူးအော်ဒီကြောက်လေးအမကြိုက်တယ်ဒါကဘာကြောက်လဲအော်ဟုတ်ဒါကနေပူတောင်ကြောက်ပါရှင်မဟိုဒါလေးကကြာမလွတ်ကျင်တဲ့ site တောင် customer ဖြတ်ပေးပါတယ်မအဲ့ဆိုရင်ခဏလေးအမ engineer ကိုချက်မေးလိုက်နော်အေးငါကဒီမှာကြောက်တွေ့နေပြီအဲ့တော့ဘယ်လောက်ယူရမှာလဲ6ချင်းခွဲအော်နင်တို့ကလည်းရှုပ်ကရှုံနေ10ချင်းပဲယူလိုက်တော့ပြီးတော့အစစ်တက်တာပြင်ထားလိုက်နော်အဲ့ဆိုညီမလေး10ချင်းပဲမောက်ပြီးလိုက်အော်ဟုတ်ကဲ့မဟုတ်ဟို10ချင်းကြောက်ရလေမညီမလေးတို့စီမှာ stock ကမရှိဘူးရှင်မဟိုဒီကြောက်လေးကကြတော့မလူချင်းတဲ့ပမာဏတိုင်းအောင် customer ဖြတ်ပေးတာမို့လို့ပါမဟောအမလေးဖြစ်နိုင်တခါရအောင်ယူသွားချင်တာဟုတ်ဒီလိုလုပ်လိုက်မယ်လေအမစီရင်10သိန်းပေးထားခဲ့လိုက်မယ်အော်နောက်နေ့ရက်နေအမလိုက်ဟုတ်အဆင်ပြေပါတယ်မဟုတ်ဘောက်ချဖွင့်ပေးပါမယ်နော်မလိုက်ခဲ့ပေးပါအောင်ဟုတ်မဘောက်ချလေးရပါပြီအော်အမညီမလေးကို10သိန်းပေးလိုက်တယ်ဟုတ်ကဲ့ဟုတ်နောက်နေ့ရက်နေလို့ကြောက်ရရင်အမကိုဖုန်းဆက်လိုက်မဘန်ကနေငွေပေးလိုက်အော်အမကားလွတ်လိုက်မယ်အဲ့ခါကျရင်ညီမလေးကိုတင်ပေးလိုက်ဟုတ်ကဲ့ပါမအဲ့ဆိုအမစိတ်ချမယ်နော်စိတ်ချပါမဟယ်လိုအကိုမင်္ဂလာပါအကိုဟွာလေးအကိုဟိုနေ့ကအကိုလာမိတ်ဆက်သွားရလေနေပူတောင်ကြောက်လေးက customer order လေးရထားရဲ့အကိုဟုတ်ဟိုအကို order လေးကလေဟို10ကျင်းတောင်မှာဆိုတော့ဟိုညီမလေးတို့ကဒီဘက်ကနေပြီးတော့10ရန်ငွေ10သိန်းတော့အရင်လက်ခံထားရရှင်အကိုအစင်မပြေဘူးညီမအကိုငွေကုန်ချေမှအကိုကညီမကိုလိုချင်တဲ့
အတိုင်းတော်အကုန်ဖြတ်ပေးရမှာနောက်တော့ကိုလုံးတဲ့နိုင်ငံသားကလည်းတိကျတာကိုကြိုက်တယ်အကိုရဲ့ပတ်စံအကုန်ခြေမှာသူကလည်းပစ္စည်းထုတ်ပေးမှာညီမအဲ့ဟိုဆယ်ရံနဲ့တော့အလုံးမလုပ်ဘူးညီမ အော်ဒါဆိုရင်အခုဘလို့မှကူညီပေးလို့မရတော့ဘူးပေါ့နော် တခုအရှိရညီမရဲ့ဟို customer ကလည်းဟိုဆယ်ရံပေးပြီးဆိုတော့သူယူမှာကျင်းနေပါတယ်အဲ့တော့လေညီမတို့တတိနဲ့တိုင်ပင်ပြီးတော့ညီမတို့ဘက်ကစိုက်ထားရင်စိုက်ထားလိုက်ပါလားအဲ့တနည်းပဲရှိမယ် အော်ဟုတ်ကဲ့ပါအကိုအဲ့ဆိုရင်ညီမတို့တထင်းနဲ့တိုင်ပင်ပြီးတော့အကိုပြန်ဆက်သွယ်လိုက်ပါမယ် ဟုတ်ကဲ့ပါဗျာ ဟုတ်ကျေးဇူးပါနော် ဟုတ်ပါပြီဟုတ်ပါပြီ ဟယ်လိုမ အေးသမီးရမုံပြော ဟုတ်မဟိုနေ့ကလေညီမလေးတို့လာဆက်သွားတဲ့နေပူတောင်ကျောက်ကုမ္ပဏီကကြောက်လေးကိုလေမကစတမာအော်ဒါလေးရထားတယ်မ အော်အေးကောင်းတာဗောသမီးရဲ့ ဟုတ်ဓမ္မလေးမကြောက်ကလေးဆယ်ချင်းစာဖြစ်နေတော့ကစတမာကလည်းအဲ့ပစ္စည်းကိုအရင်ကြိုက်နေရမှာဒါပေမဲ့ညီမလေးတို့10ရန်10သိန်းတော့အရင်ပေးသွားခဲ့တယ်မအဲ့ဟာညီမလေးတို့နေပူတောင်ကျောက်ကုမ္ပဏီကကြာသူက10ရန်လက်မခံဘူးတဲ့မသူကနိုင်ငံခြားသားနဲ့အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့10ရန်လက်မခံဘူးလို့ပြောရမှာ အော်အဲ့ဆိုအမားတို့ကအကုန်စိုက်ဝယ်ထားရမယ်သဘောဗောအဲ့ဆိုခဏလေးအမကိုလေအဲ့ဒီနေပူတောင်ကျောက်ကုမ္ပဏီရဲ့ဖုန်းနံပါတ်လေးပေးပါလား အော်ဟုတ်ကဲ့မ စုံစမ်းကြည့်ပြီးတော့အမဘက်ကပြန်ပြောပေးမယ်အဲ့ဆိုသမီးအမပြန်ဆက်ပေးမယ်နော် ဟုတ်ကဲ့မဟုတ် အေး ဟယ်လို အော်နေပူတောင်ကျောက်ကုမ္ပဏီကလား ဟုတ်ပါတယ်ခင်ဗျာ အော်မောင်လေးအမကလေစိတ်ဝင်အိတ်ဆောက်ပစ္စည်းဆိုင်ရမတ်မြင့်ချောပါ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ တခြားမဟုတ်ဘူးမောင်လေးရဲ့ခုနကလေဟိုအမားတို့ဆိုင်မှာမောင်လေးအဲ့လာပြထားတဲ့ကြောက်လေးလေ ဟုတ်ကဲ့ အဲ့ဒါကိုကြိုက်တဲ့ client ကရှိတယ်ပေါ့နော် ဟုတ်ကဲ့ ရှိပြီသူတို့အဲ့10ချင်းလောက် order ပေးတယ်ပြောတယ်အဲ့ဒါအမဆေးမလေးလည်းမောင်လေးရှိဖုံးဆက်တယ်နဲ့တူတယ် ဟုတ်ဆက်ပါတယ် အေးအဲ့ဒါလေသူတို့ကအခုစရန်ကွာဒီလိုပေါ့10သိန်းမဲ့အမားတို့သူတို့ကပေးသွားတာဆိုတော့အမားတို့ကလည်းဟိုသူတို့ပေးတဲ့စရန်ကိုပဲမောင်လေးတို့အကုန်ပေးပြီးတော့အပ်လိုက်မယ်ပေါ့နော်ပြီးတော့မှအမားတို့ဒီကြာတာလည်းသိမ့်မကြဘူးဆိုတော့တင်နဲ့မနဲ့ကြမှာပဲအမားတို့ကားပေါ်ကိုမောင်လေးတို့ကြောက်တွေပစ္စည်းရောက်ပြီဆိုမှကျန်တဲ့ပတ်စံကိုအမအကုန်ပေးမယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုမောင်လေးအဆင်ပြေလားလို့လေ ဟုတ်မို့အစင်ပြေဦးမရဲ့နော်ကျွန်တော်ကနိုင်ငံခြားသားနဲ့လုပ်တယ်ဆိုတော့သူကတိကျတယ်သူကကျွန်တော်တို့ငွေကုန်ချေမှာသူကပစ္စည်းထုတ်ပြီးမှာပါ အေးမောင်လေးရဲ့တစ်ချက်လောက်လေးနည်းနည်းသူတို့ request လုပ်ကြည့်လို့မရဘူးလားယင် ထားလိုက်တော့မှဒါဟိုအမဟုတ်10ချင်းလောက်နဲ့ကျွန်တော်ကကိစ္စမရှိဘူးနော် cancel လုပ်လိုက်မယ်နော်ဟုတ်ကဲ့ အော်ဟယ်လိုဟယ်လိုဟိုချပလိုက် ဟယ်လိုညီမလေး ဟုတ်ကဲ့မ အမတို့ပြောထားတဲ့ပစ္စည်းတွေဖြတ်ပြီးသွားပြီလား အော်ဟုတ်ကဲ့ပါမ မနေ့ပြန်အမကားရောက်တာနဲ့ချက်ချင်းလုံချင်တယ်နော်အမလုံးဝမစောင့်နိုင်ဘူးဒီပစ္စည်းကအဝေးကိုပို့ရမှာဟောအချိန်ကြာလို့မရအောင်အော်ညီမလေးတို့ဘက်ကဒီပစ္စည်းတွေကိုအစင်သစ်ဖြစ်အောင်လုပ်ထားပေးပါ ဟုတ်ကဲ့ပါမညီမလေးကိုစီစဉ်ထားပါမယ်မနောက်နေ့မနေ့အမကားရောက်တာနဲ့ကားပေါ်တစ်ခါရေးတင်ထားအောင်ညီမလေးကိုအစင်းနဲ့လုပ်ထားပါမယ်မ ပြီးတာပဲတကယ်လို့ပစ္စည်းတွေရပြီဆိုအမငွေလဲပေးလိုက်မယ်ညီမလေးတို့ဘက်ကကြောက်တွေအစင်သစ်မဖြစ်ဘူးဆိုရင်တော့အမကိုစိတ်ရင်3ဆပြန်ရအောင်ပါနော် ဟုတ်ကဲ့ပါမအဲ့ဆိုလို့ရှိရင်နောက်နေ့ကားရောက်တာနဲ့ခါတဲ့ပစ္စည်းကိုအစင်းနဲ့တင်ထားညီမလေးတို့ဘက်ကနေစီစဉ်ထားပါမယ်မဟယ်လိုမ ဟယ်လိုသမီးရမုံလား အော်ဟုတ်ပါတယ်ရှင်မ အေးမမခုနကလေကြောက်ကုမ္ပဏီကိုဖုံးဆက်တဲ့ဟာလေးသမီးကိုပြောပေးခြင်းလို့ အော်ဟုတ်ကဲ့မ အေးသမီးရဲ့အဆင်မပြေဘူးတိလားသူတို့ကမမတို့ဒီကပတ်စံအခြေချိန်မှပဲကြောက်ကိုဖြတ်ပေးမယ်ပြောနေတယ် ဟုတ်ကဲ့မ အေးအဲ့ဒါလေးမကဘယ်လိုလုပ်ရင်ကောင်းမလဲသမီးတို့နဲ့လည်းမတိုင်ပင်ခြင်းလို့လေ ဟုတ် အော်အနားမှာဟိုတင်စားရောရှိလား အော်ဟုတ်မတင်စာရှိရမညီမလေးနဲ့တူတူစရင်လုံနေရမ အော်အေးကောင်းတယ်အဲ့ဆိုသူ့လည်းခဏဆောင်ခိုင်းပြီမခဏနေကြရင်စတားကိုလာခဲ့မယ် အော်ဟုတ်ကဲ့မရှိနေပါတယ်မ အေးသမီးတို့နဲ့အဲ့ဒီကြောက်ကိစ္စလေးမတေချာလေးတိုင်ပင်လိုက်ခြင်းလေနော် အော်ဟုတ်ကဲ့ပါမ အေး ဘာလဲညီမလေးမတ်လာမလို့လား အော်မလာမယ်ပြောရမှာဟုတ် ရက်ပြီးသွားပြီเนาะအဲ့ဒါ အော်ဟုတ်ကဲ့မ အော်ထိုင်သမီးတို့ထိုင် ဟုတ်ကဲ့မ မဒီဘက်မှာပဲထိုင်အဲ့ကြောက်ကိစ္စကလေမမတို့ကိုဖုံးဆက်ကြည့်လိုက်တော့သူတို့ကသမီးရဲ့မမတို့ပြောတဲ့10ချင်းလောက်တောင်များအော်ဒါလေးနဲနေလို့တဲ့ဟိုနေမယွင်လည်းမယူပါနဲ့တော့ဆိုပြီးပြောနေတယ်သူတို့ပုံကြည့်ရတာတော့တကယ်အမှန်ပဲဖြစ်လိမ့်မယ်သမီးရဲ့သမီးတို့ဘယ်လိုမြင်လဲ ဟိုတင်စားကတော့လေတိလာမမဟိုသူတို့ရှောင်လဲတိနေရဆိုလိုက်သွားကြည့်လိုက်တယ်ပိုကောင်းမယ်ထင်တယ် အဲ့ဆိုသမီးတို့အဲ့ဒီကိုအရင်လိုက်သွားလိုက်လေနော် တကယ်လို့လေမမဟိုလိုက်သွားကြည့်လို့ကြောက်တယ်ရှိနေရဆိုရင်တင်စားတို့ဘာလုပ်ရမလဲ တွားကြည့်လို့ရှိတယ်ဆိုရင်မမအော်ဒါအရင်ပေးလိုက်မယ်ပေးပြီးတော့အော်ဒါရတဲ့နေ့ကြလို့ရှိရင်မမပတ်စံထည့်ပေးလိုက်မယ်ထည့်ပေးပြီးတော့သူတို့ကြောက်တွေဖြတ်ထားပြီးသားတွေမမတို့ကားပေါ်ရောက်ပြီဆိုမှသမီးတို့အဲ့ပတ်စံထုတ်ပေးလိုက်အဲ့လိုဆိုရင်တော့မမတို့မလွဲနိုင်ဘူးလို့ထင်တာပဲနော်အေးတကယ်လို့သမီးတို့အဲ့ပေါ်ဒုတိယတစ်ခေါက်သွားမယ်ဆိုလို့ရှိရင်တော့ကောင်လေး2ယောက်လောက်ခေါ်သွားပြီးတော့သူ့ driver ရဲ့ဘေးနားမှာအဲ့ကောင်လေးတွေကိုထိုင်ခိုင်းသမီးတို့ကတော့သူတို့ကားရဲ့အနောက်မှာနောက်ထပ်ကားတစ်စီးနဲ့လိုက်သွား
အဲ့ဒါမှဟိုကိုပတ်စံပေးဖို့ကတော့သူတို့ကြောက်တွေပါယူပြီးထွက်ပြေးလို့မရအောင်ပါသမီးရဲ့နော်အေးအဲ့လိုလေးတော့တေချာလှုပ်လိုက်နော်အမတို့မမားနိုင်တော့ပါဘူး အော်ဒါနဲ့မှအဲ့ဒီက customer မလေညီမလေးဖုန်းတော့ရှောက်ဆက်နေတာမှတော့လေကြောက်တွေလည်းရပြီလားတဲ့ဟိုသွားမဲ့နေရာလဲဝေးတဲ့ခါကျတော့ပစ္စည်းကိုမမြန်လုပ်ပေးပါတယ်မှပြီးတော့လေသူတို့ရောက်တာနဲ့ပစ္စည်းကိုတစ်ခါတန်းတင်ပါတယ်အဲ့ဒီမနက်9:00နာရီရအောင်လုပ်ပေးပါဆိုပြီးတော့ကုန်းကုန်းဆက်နေတာ အေးပါသမီးရဲ့သမီးအပိုလည်းအမနားလဲပါတယ်နော်အမအခုသမီးတို့သွားကြည့်ပြီးတာနဲ့အမ decision ချပေးမယ်နော်အဲ့ဆိုတင်စားလေးသွားလိုက်အေးသမီးမြန်မြန်လေးသွားလိုက် လေ95ပြီးရှာ过来过来ဟုတ်လားတူမလားဟုတ်တယ်မေ တေချာရင်ဘုံကတေချာ သူတို့ကြောက်ပြားရည်တင်နေတာဆိုတေချာပေါ့တေချာရှိရပေါ့ဟုတ်တယ်လုံးမအစင်ဟိုကမမဖုန်းဆက်လိုက်တယ် ဆက်လိုက်ကြတယ် အဲ့ဆိုညီမလေးကင်ထားလို့ရတေချာထိတ်ထိတ်ပဲကင် ဟုတ်တယ်မှာကြောက်ကြရည်အများကြီးပဲ ဟယ်လိုမမမတင်စားပါမမတို့ကလေဟိုရှန်လည်းရှိရပြီးတော့ကြောက်ပြားရည်လည်းရှိရသိလားမမအဲဟုတ်တယ်ဟုတ်မမဟုတ်ကဲ့မမဆက်လိုက်လေအဲ့ဆိုတင်စားတော့ပြန်လာလိုက်မယ်နော်မမဟုတ်ကဲ့မမဟုတ်အမဆက်လိုက်လိမ့်မယ်တဲ့ အော်ဟုတ်ကဲ့ တင်စားမဆက် ပြန်လာကြမယ်နော် ဟယ်လိုအေးမောင်လေးမနက်ကလေဟိုစိန်ဝင်းအိမ်ဆောက်ပစ္စည်းဆိုင်ကမမြင့်မြင့်ချောပါ ဟုတ်ကဲ့ပါ ဟိုအမားတို့လေမောင်လေးကိုမေးထားတဲ့ဟို10ချင်းကလေ order ပေးဖြစ်တယ်နော်မောင်လေးတို့ရှင်အမားတို့ app ဖြစ်တယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဟိုလေအဲ့ဒါအမားတစ်ခုလေးတောင်းဆိုချင်တာကလေဟိုအမားတို့လည်းမောင်လေးသိတဲ့အတိုင်းပဲလေဆိုင်ကြီးကနားကြီးနဲ့လုပ်နေတာမောင်လေးလည်းအမားတို့ဆိုင်လာဆက်နေတာဆိုတော့အမားတို့ impression တွေလည်းမောင်လေးတွေ့တာပဲလေအဲ့လိုဆိုတော့အမားကျင်းတွေယူမယ်ကွာနော်ဒါမဲ့အမားတို့တစ်ခုလေးမောင်လေးလိုက်ရောပေးရမှာကအခု10သိန်းနဲ့မောင်လေးတို့ကစပြီးတော့ကြောက်ဖြတ်လို့မရဘူးဆိုတော့မလုပ်နဲ့ပေါ့နော်ဒီ10သိန်းနဲ့ကိုအမားကိုအကုန်လုံးကိုဖြတ်ထားပြီးနောက်2ရက်ပေါ့နော်မနက်9:00နာရီတိတိမှာအမားတို့ကားနဲ့လာတင်မယ်ကားပေါ်မောင်လေးတို့ဖြတ်ထားတဲ့ကြောက်တွေရောက်ပြီဆိုတာနဲ့အမားကျန်တဲ့သိန်း90ကိုတခါတည်းမောင်လေးလက်ထဲကိုထည့်ပေးလိုက်မယ်အဲ့ဒါလေးတော့အမားကိုရအောင်လိုက်ရောပေးပါလို့နော် ဟိုကျွန်တော်အဆင်ပြေအောင်လုပ်ပေးပါမယ်ဒါပေမဲ့ကျွန်တော်အမနဲ့ကြောက်ပေးရတယ်ကျွန်တော်ငွေကြေးလိုချင်ပါတယ် အေးအော်ရမုံသမီးထိုင် ရမုံပြောစရာလေးရှိရှင် အေးထိုင်သမီးထိုင် ဟောလေးမဟိုရမုံလေးဟိုမမကူညီတောင်းကြလေးရှိလို့မ အေးပြောလေသမီး ဟုတ်ရမုံလေးအိမ်လာက6လစာပေးရမှာမမရဲ့ရမုံမှာအခု2လစာပဲရှိလို့4လစာလုံးနေရမှာရမုံလစာလေးကြိုထုတ်လို့ရမှာမ ဟောရပါတယ်သမီးရတယ်မမထုတ်ပေးမယ်လေထုတ်နော် ဟုတ်ကဲ့ပါမကျေးဇူးတင်ပါတယ်မ အေးပါသမီးအေး ဟုတ်ကဲ့ပါမ တော်သမီးလုံးဆရာတော့လို့ ဟုတ်သားလိုက်ပါမ အေးသမီး ဟဲ့အမညောလေးရေဝိုင်းစုစားကြီးဟိုကအမလာတယ်ဒီမှာခုံလေးပေးပါအောင် အော်ရတယ်အမမထိုင်တော့ဘူး ဟုတ်မ အေးဘလို့နေလဲရောင်းဝယ်တွေကောင်းရလား အချောင်းဝယ်ရတော့ဟုတ်ပုံမှန်ထက်တော့ပိုကောင်းပါလေရှင် ဟောအေးပါစူးစမ်းပြီးရောင်းကြနော် ဟုတ်ကဲ့ရှင် အေးတခုဆိုလဲအမကိုဖုန်းဆက်နော် ဟုတ်ကဲ့ပါမ အော်မမရောက်နေရပဲ အေးဟုတ်တယ်သမီးတင်စားအေးတင်စားမလုပ်ဖို့ရှိလဲ အော်လောလောဆယ်တော့အားပါတယ်မမရေ ဟောအဲ့ဆိုမမနဲ့စိန်ဝင်းစော်ဝါစတာကိုလိုက်ခဲ့လေ ဟုတ်ကဲ့လိုက်ခင်မယ်လေမမ အဲ့ဆိုတင်စားကိုခဏခေါ်ရမယ်နော် ရတယ်မဟုတ်ကဲ့ရှင် ရောင်းကြစူးစမ်းပြီးရောင်းကြ ဟုတ်မဟုတ် အဲ့ဆိုမတို့ခဏတော့လိုက် ဟုတ်ကဲ့ပါမဟုတ်အမဘယ်လိုလာလဲဟို ဒီတို့ဆိုင်ကိုလာလဲတာ ဟုတ်ကဲ့မလေးတိတိုင်းအမလာတယ်အော်မိုင်းစင်တော့ပါတာဟုတ် အော်ရတယ်အမမထိုင်တော့ဘူးအေးဘလို့နေလဲအယောင်းဝယ်တွေကောင်းရလား ဟုတ်ကောင်းပါတယ် အေးစူးစမ်းပြီးရောင်းကြနော် ဟုတ်မှာ ဒီပြောက်လဲစစ်စစ်ခင်နေကြနော် ဟုတ်ကဲ့ဟုတ် လိုလာရှင်လည်းမရှိဖုန်းဆက် ဟုတ် ရောင်းသမီးစူးစမ်းပြီးရောင်းအဲ့ဆိုမတို့ဘတ်တော့ ဟုတ်အခုမသားလိုက်ပါနော်ဟုတ် ဟုတ်တယ် အဲ့မ အေး ဆိုင်လာလားမ ဟုတ်တယ်အေးဒီနေ့အကုန်လာကြလား လာတယ်မှာဟုတ် ဟောအေးခေါ်ပါအောင်လေဘယ်လို အေးညီမလေးလာပါအမလာတယ်မဆိုင်ပါဘူးလား ဟောအမမထိုင်တော့ဘူးဒီမှာတင်စာနဲ့ဘက်လေးတွေလိုက်ကြည့်တာ ဟုတ် ရောင်းဝယ်တွေကောင်းလား ကောင်းတယ်မဟုတ် အေးစူးစမ်းပြီးရောင်းကြနော်အေးကြော်ကြားရဲ့ရောင်းကြီးတွေအများကြီးတက်ရမယ်နော်ဒီလားအတွက်ဒီပါတခုလော့တာရှိလဲမရှိဖုန်းဆက်လာရသမီးလုံးဆန်ရှက်တော့လောက်တော့ရတယ်တော့လာတင်စာလာမတို့တော့မယ် မမ ဟောအေးသမီးတင်စာထိုင် ဟိုတင်စားလေးပြောစရာလေးရှိလို့ဟိုလေးမမတင်စားလာစားလေးကြိုထုတ်လို့ရလားဟိုနေမှာအဖေတို့အမေတို့ပို့ပေးခြင်းလို့ ဟောရပါတယ်သမီးထုတ် ဟုတ်ကဲ့ဟိုလေအဖေကလည်းလေနေမကောင်းတော့အလုပ်နာထားရတော့ဟ
ဝင်ဝင်မရှိတော့အဲ့ကြောင့်မို့တင်စားပို့ပေးခြင်းလို့ပါ ဒီပို့ပေးလိုက်လုံလောက်ပို့ပေးလိုက်နော် ဟုတ်ကဲ့ဟုတ်ကဲ့ဟာအဲ့ဆိုတင်စားလောက်ဆရာရှယ်သွားလို့လားဟုတ်ရပြီအခုပိုက်ဆံပြည့်တယ်နော် ပြည့်တယ်ပြည့် 30ဟုတ်အဲ့ဆိုလို့ရှိရင်ညီမတို့တော့ customer လာရဲဆိုလို့ရှိရင်လည်းဆက်သွယ်ပါမယ်နော် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဟုတ်တေချာလေးလောက်ပါအောင် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ သိချပါ အဲ့ဆိုညီမတို့တောက်ကြည့်ပါအောင် ဟုတ်ကဲ့ပါ မလေးလား အခက်ခဲများကြုံလာရင်ပို့ကြိုးစားမယ်ဘယ်တော့မှငါဟာလေးနောက်မဆုံးပါ hey နာကျင်မှုများကတော့hey